လမ်းဘေးမှာကျင်းနဲ့ကြက်စားနေတဲ့ဘီဂယ်လို့ခေါ်တဲ့ခွေးလေးတစ်ကောင်ကအစာရှာဖွေနေတဲ့အချိန်မှာသူ့ဒေသနာလုံနေတဲ့လူတစ်ယောက်ကဘီဂယ်ဆိုတဲ့ခွေးကလေးကိုဓာတ်ခွဲခန်းလေးကိုဖမ်းခေါ်သွားခဲ့ပါတယ်။သူ့ဒေသနာပညာရှင်ဖြစ်တဲ့ဒေါက်တာအီဘဲကတော့လမ်းဘေးခွေးလေးတွေကိုဖမ်းခေါ်ပြီးတော့သူ့ရဲ့ဓာတ်ထုဆေးတွေထိုးသွင်းကခွေးအဖြစ်ကနေကြက်သစ်ပုံစံလေးကိုလည်းပြောင်းပေးနိုင်တဲ့အစွမ်းလည်းရှိပါတယ်။သူကတော့ဒီပညာကိုနည်းနည်းယူသွပြီးတော့စိတ်လွတ်နေတဲ့ဒေါက်တာတစ်ယောက်လည်းဖြစ်ပါတယ်။ဘီဂယ်ဆိုတဲ့ခွေးလေးကိုလှောင်ရည်ထဲကနေဆွဲထုတ်ပြီးသူ့ဒေသနာအခန်းထဲခေါ်သွားကစမ်းသပ်ခုံပေါ်တင်ထားတဲ့ချိန်ဆေးထိုးသွင်းကန်ဒီမှာဘီဂယ်ဆိုတဲ့ခွေးလေးကကြောက်လန့်ပြီးတော့သူ့ဒေသနာတစ်ခါလုံးကိုရှောက်ပြေးတဲ့နေတဲ့အတွက်ကြောင့်ရှိသမျှဓာတ်ထုဆေးတွေကဘီဂယ်ဆိုတဲ့ခွေးလေးပေါ်ကိုအကုန်ပြုတ်ကျသွားပြီးတော့မူလပုံစံနဲ့တာမန်ခွေးနဲ့မတူပဲစွမ်းအားရှိတဲ့ခွေးလေးတစ်ကောင်ပုံစံအဖြစ်ပုံစံပြောင်းသွားခဲ့ပါတယ်။ဒေါက်တာအီဘဲကအရေးပေါ်တကားကိုပိတ်နိုင်ခဲ့ပေမဲ့ခွေးလေးကတော့အသာလေးပဲခုန်ထွက်သွားကသူ့ဒေသနာတစ်ခါလုံးပေါက်ကွဲမှုတွေဖြစ်သွားကြတယ်။ခွေးလေးကဗိုက်စာလိုအရှာရှာနေတဲ့အချိန်မှာသူ့ရဲ့ခွန်အားကြီးတဲ့ခွေးလေးလာနေတာကိုမြင်တဲ့အတွက်ကြောင့်သူကကြောက်သွားပြီးအစာကိုဆက်မရှာတော့ဘဲနဲ့တွေ့တဲ့ကားတစ်စီးအောက်မှာဝင်ရောက်ပုန်းခုန်နေခဲ့ပါတယ်။လုံညိုရေးအစောလုံးနေတဲ့အန်ကာကအခန်းလေးကိုစစ်ပြီးပြန်ထွက်လာကောက်အောက်ကခွေးတန်ကြားတဲ့အတွက်ကြောင့်အောက်ကိုငုံကြည့်ပြီးခွေးတစ်ကောင်ကိုရှိနေတဲ့အတွက်ကြောင့်ခွေးကိုအပြင်ခေါ်ထုတ်ပြီးခွေးလေးကချစ်စီရကောင်းနေတဲ့အတွက်ကြောင့်မွေးစားဖို့အတွက်အိမ်ကိုခေါ်လာခဲ့ပါတယ်။နောက်တစ်နေ့ရောက်တဲ့အခါမှာတော့ဘီကေကသူ့သခင်ရဲ့ဖနက်ကိုရှာနဲ့ရက်ပေးနေတဲ့အချိန်အန်ကာကဒီခွေးလေးကချစ်စရာအရန်ကောင်းတာပဲဆိုပြီးသူ့သားဖြစ်သူဂျက်နဲ့မိတ်ဆက်ပေးခဲ့ပေမဲ့သူ့သားဖြစ်သူကတော့ခွေးမချစ်တတ်တာကြောင့်အဖေနဲ့စကားများအငင်းခုန်ခရာကနေစကားတွေများပြီးတော့အိမ်ထဲကိုဝင်သွားခဲ့ပါတယ်။နောက်တစ်နေ့ရောက်တဲ့အခါမှာတော့တာဖားနေအောင်လို့အလုပ်သွားနေတဲ့အချိန်မှာဘီကေဟာဘိုက်ရမ်းဆိုင်နေတဲ့အတွက်ကြောင့်ရှိတဲ့ဗီဒီယိုထဲကနေမော်တခုဘူးကိုယူကအိမ်တိန်လုံးကိုရှုပ်ဝနေအောင်ဆော့ကစားပြီးဗိုက်ဆိုင်တဲ့အတွက်ကြောင့်ရှိသမျှကိုအကုန်ဖွာထားခဲ့ပါတယ်။အဲအချိန်မှာစားဖို့သမားကရောက်လာပြီးတော့ခွေးကလေးကတက်ကြည့်နေတဲ့အချိန်စားဖို့သမားကခွေးလေးကိုလှမ်းခေါ်ကခွေးရဲ့ဟောင်တန်ကမှားအကွဲသွားတာကြောင့်စားဖို့သမားကလည်းလန့်သွားပြီးတော့ကားကိုချက်ချင်းမောင်းထွက်သွားပါတော့တယ်။ခွေးလေးကလည်းတိန်လုံးကိုဆော့ကစားနေတဲ့အချိန်တိန်လုံးရှောက်ပွားနေတဲ့အချိန်မှာဂျက်ကအိမ်ပြန်ရောက်လာတဲ့အချိန်မှာလုံးဝပဲအံ့ဩသွားပြီးကြောက်ရွံ့သွားကခွေးလေးရဲ့ဟောင်တန်ကလုံးဝကိုအံ့ဩသွားစေခဲ့ပါတယ်။နောက်တစ်နေ့မှာတော့အထီးကျန်နေတဲ့ဂျက်ကခွေးလေးကိုခေါ်ပြီးပန်းညံတစ်ခုမှသွားထိုင်နေခဲ့ပါတယ်။ဘေးကနေလာတာလဲမေးတဲ့အခါသူ့ဒေသနာဓာတ်ခွဲခန်းတစ်ခုကနေအခုလိုပဲထွက်ပြေးလာတာလို့ပြောလိုက်ပါတယ်။အဲ့ချိန်မှာပဲမိုဒီတို့ကောင်မလေးကလည်းရောက်လာပြီးသူ့လက်ထဲမှာဆွဲလာတဲ့ပိုလီဆိုတဲ့ချစ်စီယာခွေးလေးတစ်ကောင်ကိုဒေဗီကတွေ့သွားပြီးစတင်ပြီးချက်ချင်းပဲဖုန်ချောင်ပါတော့တယ်။အစွမ်းရှိမရှိသိရှိနေတဲ့ဂျက်ကဗကံများတစ်ခုကိုပြစ်ခါခွေးလေးကိုဖမ်းခိုင်းခဲ့ပေမဲ့ခွေးလေးကလေပေါ်မှာပဲအသားလေးကိုဖမ်းနိုင်ခဲ့ပါတယ်။အဲ့ဒီချိန်မှာခွေးလေးကထိုင်ကုန်မှာထိုင်နေချိန်ဟိုးအဝေးဆုံးတနေရာမှာရှိနေတဲ့သူချစ်တဲ့ပိုလီနဲ့အတူတခင်မှာဖမ်းခံနေရတဲ့အတွက်ကြောင့်တိသွားတာကိုချက်ချင်းပဲဂယုမဆိုင်တော့ပဲကားလမ်းမတစ်လျှောက်လုံးကလူတွေကိုကားတွေနဲ့အတူလမ်းမပေါ်ကလူတွေကိုဒုက္ခပေးပြီးအားကုန်ထုတ်သုံးပြီးလေပေါ်မှာပါပြန်ပြီးတော့သူ့တခင်နဲ့အတူသူချစ်တဲ့ခွေးကလေးကိုပါဒုက္ခပေးနေတဲ့ကောင်ကိုချက်ချင်းပဲတိုက်ခိုက်ပါတော့တယ်ခွေးကလေးကဂျက်ထက်အရင်အိမ်ကိုပြန်ရောက်နေခဲ့ပါတယ်ဂျက်ကကျောင်းကနေပြန်ရောက်လာတဲ့အခါသူဘလိုမျိုးအရာတွေကိုထပ်ချိုးခဲ့တယ်ဒါပေမဲ့မိန်းကလေးတွေနဲ့ခွေးကိုကယ်ခဲ့တယ်ဆိုတာကိုခွေးကလေးကအကုန်လုံးကိုပြောပြလိုက်ပါတယ်။ဒါပေမဲ့သူ့သခင်ဖြစ်တဲ့ဂျက်ကလည်းပြုံးပြီးတော့တောင်းပန်စရာမလိုပါဘူး။မော်လီနဲ့ပေါ်လီတို့ရဲ့အသက်ကိုကယ်ခဲ့တာလို့ပြောလိုက်ပေမဲ့သူကမင်းရဲ့စွမ်းအားတွေအခုလိုမျိုးရှိနေတယ်ဆိုတာကိုငါကလွယ်ပြီးဘသူ့ကိုမှမပြောပြဘူးလို့ခွေးကလေးကိုဂတိပေးလိုက်ပါတယ်။သူတို့တို့အင်ကိုတစားစီပြန်ပြင်းနေကြတဲ့ချိန်မှာသူတို့ရဲ့တန်ရောချင်းတွေကပုံပုံပြီးခံမိလာခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲတကားကောက်တန်ကြားလိုက်ရတဲ့အခါဂျက်ကတကားကိုတောက်ခွင့်ကြည့်ပြီးသူ့ဖေဒေါက်တာအီဘဲရဲ့လက်ထောက်ကသူတို့ကိုခွေးကလေးကိုနေရာတိုင်းမှာရှာဖွေနေခဲ့တယ်လို့လာပြောပါတယ်ဒီခွေးလေးကိုတိလာလို့လာမေးတဲ့ချိန်မှာဂျက်ကလည်းစိတ်လှုပ်ရှားသွားနဲ့မင်းပြောနေတဲ့ခွေးကိုငါမသိဘူးလို့ပြောလိုက်ပေမဲ့လာမေးတဲ့ရဲကတော့ဂျက်ကိုတန်တရားမျက်လုံးနဲ့ကြီးလိုက်ပေမဲ့လောလောဆယ်ဒီအိမ်ကနေထွက်သွားဖို့အတွက်ပဲပြောလိုက်ပါတယ်နောက်ပိုင်းညနေခင်းတစ်ခုမှာဒန်ကအိမ်ပြန်ရောက်လာခဲ့ပါတယ်သူကရှုပ်ပွားနေတဲ့အိမ်ကိုထပ်တွေ့တော့ဒေါသထွက်သွားပြီးခွေးကစကားပြောနိုင်ပြီးပြန်သန်းနိုင်နေဆိုတာကိုဂျက်တယောက်သူ့ဖေကိုဘယ်လိုပြောရမှန်းမသိပေမဲ့စိတ်ထဲမှာလည်းပြောပြရခက်နေပါတယ်အဲ့ဒီနေ့ကစပြီးဂျန်နဲ့ခွေးလေးဟာအချိန်တိုင်းလိုအချိန်တူကုံဆုံးနဲ့ပြောချင်းစရာအချိန်တွေကိုကုံဆုံးခဲ့ရပြီးသူတို့ဟာခွဲလို့မရတဲ့တငယ်ချင်းတွေဖြစ်လာခဲ့ပါတယ်။ကောင်လေးတစ်ယောက်နဲ့သူ့ရဲ့စူပါပါဝါရှိတဲ့အချစ်ဆုံးတငယ်ချင်းတစ်ယောက်လိုဖြစ်လာခဲ့ပါတယ်။ခွေးလေးကတစုံတစ်ယောက်ကိုကင်နေပြီးအိမ်ပြန်ရောက်လာတိုင်းဂျက်ကဂုံစွာနဲ့ပြုံးပြီးမနေနိုင်ခဲ့ပါဘူး။ဒါပေမဲ့ညနေခင်းတစ်ခုမှာသူတို့သတင်းကြည့်နေတော့ဘိုးမျိုးထဲမှာလှုပ်ရတနာဆိုင်လူရက်ခံရတဲ့သတင်းတစ်ခုကသူတို့ရဲ့အာယုံကိုဖမ်းဆားနိုင်ခဲ့ပါတယ်။တစ်စက္ကန့်တော့အချိန်မပြောဘဲအစွမ်းရှိတဲ့ခွေးကလေးကခုန်ထွက်ပြီးလကားကိုဖျက်ထွက်ပြီးသူ့ရဲ့စူပါမြန်နှုံးနဲ့လမ်းတွေတစ်လျှောက်လုံးကိုပြေးသွားပြီးတော့သူ့ရဲ့မနေ့မနိုင်တဲ့အစွမ်းတွေနဲ့ဓမြတွေကိုတယောက်ချင်းစီဖမ်းလိုက်နိုင်ပါတယ်။ဘာတွေဖြစ်သွားလဲဆိုတာကိုတော့ဘယ်သူမှမသိလိုက်ခင်မှာပဲလှုပ်ဝက်စမ်းကြဲတဲ့ပြန်တန်းနေတဲ့ခွေးကခါလေးပြောက်ကွယ်သွားခဲ့ပါတယ်။ဂျက်ကခွေးလေးကိုသူ့ရဲ့လှုပ်ဝက်ကိုပွားကိုထိန်းသိမ်းထားဖို့ကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်။သူကစူပါဟီးရိုးဆောင်တကူနဲ့ရင်ဘတ်ပေါ်မှာတောက်ပတဲ့ယူအခရာကိုဒီဇိုင်းဆွဲလိုက်ပါတယ်။ခွေးလေးကတော့ပထမဆုံးအချိန်ကိုပြီးမှန်တဲ့ကိုကြည့်လိုက်တဲ့ခါပြောပြီးငါဟာအရင်ကလိုမဟုတ်တော့ဘူးအခုဟာအရန်ကိုအစွမ်းရှိတဲ့ခွေးလေးလို့ပြောလိုက်ပါတယ်။
အဲ့ဒီနေ့ကစပြီးခွေးလေးကမြို့တော်ကလူတွေကိုကူညီပေးတတ်လာပါတယ်တခိုးတွေကိုလည်းတားဆီးပြီးအန်ဒီရန်နဲ့ဂျုံလာသူတွေကိုကယ်တင်ပေးပြီးတဖြည်းဖြည်းချင်းနဲ့မြို့တစ်ခုလုံးကသူ့နံပါတ်ကိုစတင်ပြီးသိလာခဲ့ကြပါတယ်သတင်းစာတိုင်း TV တိုင်း channel တိုင်းလူတိုင်းကအန်တာတော့ဆိုတဲ့ပြန်တန်းနေတဲ့စူပါဟီးရိုးအကြောင်းလေးကိုပြောနေကြလာတာဖြစ်ပါတယ်ဒါပေမဲ့သူတက်ခွဲခန်းရဲ့အပျက်စီးတွေထဲမှာဝေးလံတဲ့နေရာမှာဒေါက်တာအီရွယ်ကအသက်ရှင်နေဆဲဖြစ်ပြီးလက်စားချေကိုကြံစည်နေသေးပဲဖြစ်ပါတယ်သူကသူ့ရဲ့စီးရီကိုအသုံးပြုပြီးနောက်တဲ့စူပါခွေးတစ်ကောင်ဖန်တီးဖို့ကြိုးစားပေမဲ့စမ်းသပ်မှုတိုင်းကမအောင်မြင်ခဲ့ပါဘူးစိတ်ပြအားငယ်သွားတဲ့သူကကတ်ကိုဘလို့ပဲဖြစ်ဖြစ်ငါသူ့ရဲ့ DNA ကိုလိုချင်တယ်လို့အော်လိုက်တယ်ကကလည်းခေါင်းညိတ်ပြီးလို့ပြန်ပြောပြီးအန်တာရဲ့